ကျမတို့ Together Medical Service နဲ့တူချိတ်ဆက်ထားသောထိုင်းနိုင်ငံရှိစေုံများနှင့်မိတ်ဆက်ပေးပါစေရှင်။ယောဂရှာဖွေစစ်ဆေးဖို့အတွက်ခင်မီဆက်ကိရိယာများဖြစ်ကြသော PET-CT, SPECT-CT, MI3 tester နဲ့ Alignment Machine စသည်တို့စုံလင်စွာတပ်ဆင်ထားပြီးတနေရာထဲမှာပဲကုသမှုစုံလင်ရရှိနိုင်တဲ့ MedPac International ဆေးရုံကြီးဖန်ပြိုတရီတာ Excellent IVF Center အမြင့်အာရုံလေးစစ်စင်တာတို့မှာနာမည်ကျော်ကြားလာတဲ့ထွန်မူရီဆေးရုံအုပ်စုဝင်တွေကတစ်ခုပါဝင်ဖြစ်ကနောက်ဆုံးတစ်ထပ်မှဖွင့်လှစ်ထားတဲ့ထွန်မူရီဘန်ရိုမျိုးဆေးရုံကြီးထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ချက်ချာကြတဲ့နေရာမှာတည်ရှိပြီးထိုင်းလူမျိုးအများစုအားထားရတဲ့ PR ဝေးဆေးရုံကြီးစေကူတာမှုများတာမက်ကခွဲစိတ်ကူတာမှုများအတွက်ပါတင့်တော်သောဈေးနှုန်းနဲ့ specialty အစုံလင်ရွေးချယ်ပြသနိုင်တဲ့ Ban Bangkok International ဆေးရုံကြီးကျော်ရိုးခွဲစိတ်မှုများမိရခွဲစိတ်မှုများနဲ့စီလန်ချောင်းခွဲစိတ်မှုများအတွက်နှစ်ပေါင်း100ကျော်တိုင်အောင်နာမည်ရရှိထားတဲ့ BNA ဆေးရုံကြီးအင်းတော်ပုံအယိုးမအပရင်ဟုတင်စားခေါ်ဆိုခံရရုံသာမက်ကကင်ဆာလူနာများအတွက်ပါအားချယုံကြည်ရတဲ့ဝိထာနီဆေးရုံကြီး JCI တိမှတ်ပြုလက်မှတ်ရရှိထားကကျန်းမာရေးစစ်ဆေးမှုများတွင်နောက်ဆုံးပေါ်ဆက်ကိရိယာများကြောင့်နာမည်ရရှိထားတဲ့ဝီမြူဆေးရုံကြီးတို့ဖြစ်ပါတယ်ရှင်။